မိတ်ဆွေကပြင်းတက်တဲ့သူတယောက်ဆိုလို့ရှင်ဒီပုံမြင်လေးကနေပြီးတော့သင်ခန်းစာရင်းလို့ရပါတယ်တခါတော့ကအဖေဖြစ်သူကပြင်းပြီးအလုံးလုံးတဲ့တာဖြစ်သူကိုနိုင်ရဲကရှင်းရတတ်ဖို့ကိုစီးသူသွားမိခိုင်းနေသည်အခုစီးကိုထက်သွားဒီနိုင်ရဲကရှင်းရတတ်မှုကိုမေးကြည့်ပါသားကအန်အော်ပြီးနားမလဲပါဘူးဒါပေမဲ့အဖေပြောစကားကိုလိုက်နာပြီးစီးကိုသွားခဲ့တယ်စီးကိုရောက်တော့အခါလူတွေကိုမေးတယ်ဒီနိုင်ရဲကအရှင်းရတတ်မှုကဘယ်လောက်လဲလူတွေကထူးဆန်းဆန်းရနေကြည့်ကြတယ်တချို့ကရည်ကြတယ်တချို့ကမိုင်မဲတဲ့မိကုံးမဲ့လူပြောရတယ်အဲ့ဒီအချိန်မှာပဲသားကဆက်ပြီးဝမ်းနေလာတယ်နောက်ဆုံးမှာနိုင်ပြင်းဆိုင်ငယ်တစ်ခုရှိသူရောက်သွားတယ်နိုင်ပြင်းဆိုင်တဲ့ကအဖိုးအိုကိုသူမြင်လိုက်တယ်အဟိုးကဆိုင်ရှင်တယောက်ဖြစ်တယ်သူကနိုင်တွေကိုပြင်းနေတယ်ထိုအခါခေါင်းလေးမှာဖိုးကိုမေကုံးမေးလိုက်တယ်အဖိုးကိုကျွန်တော်လက်ထဲကနိုင်ရဲကအရှင်ဟက်တမိုးကိုဈေးတက်မှတ်လို့ရလားထိုအခါအဖိုးအိုမငင်းညံစာပြုံးပြီးပြောလိုက်တယ်အရှင်ကိုစီမတမ်းမနိုင်ဘူးကောင်လေးရအရှင်ကိုတန်းရှိပြီးတော့ပတ်စံပေးရင်တော့တစ်စက္ကန့်တော့ပြန်ဝင်လို့မရနိုင်ဘူးဒါကြောင့်အရှင်ကိုညံမညာနဲ့တွန်းရမယ်ကွအဖိုးကဆက်ပြောလိုက်တယ်အရှင်မမကောင်းတဲ့ຢာတစ်ခုရှိရဲ့အဲ့ဒါကလင်းမြန်စွာဖြတ်တန်းသွားတတ်တယ်ဒါပေမဲ့ကောင်းတဲ့ຢာတစ်ခုလေးရှိတယ်တဲ့အဲ့ဒါကမင်းဘယ်လိုတွန်းရမလဲဆိုတာကိုယ်တိုင်ရွေးချယ်ရတာပဲလူတိုင်းနေ့စဉ်24နာရီရှိတယ်ရှမ်းသာသူဆင်းရဲသူမကွာဘူး။ကွာရှားချက်ကအဲ့ဒီနာရီတွေကိုဘယ်လိုသုံးချလဲဆိုတာပါပဲ။ကောင်လေးရဲ့မျက်လုံးထဲမှာနားလည်မှုတွေပေါ်လာတယ်။သူ့ရဲ့စိတ်ထဲမှာတခုခုပြောင်းလဲသွားတဲ့သူခံစားလိုက်ရတယ်။ထိုအခါသူအဖိုးကိုကျေးဇူးတင်ပြီးတော့အိမ်ပြန်သွားတယ်။သူ့ရဲ့ဖေကိုအားလုံးကိုပြန်ပြောပြတယ်။အဲ့ဒီနေ့ကစပြီးကောင်လေးရဲ့ဘဝကလုံးဝပြောင်းလဲသွားတယ်။သူအလိုကျူးစားလာတယ်။အရှင်ကိုညှက်ရှိတုံးတက်လာတယ်။ခေါင်းလေးကနောက်ဆုံးမှာတော့အရှင်ရဲ့တန်မိုးကိုနားလည်သွားခဲ့တယ်။မိတ်ဆွေတို့အချိန်တိုင်းမှာတန်မိုးရှိတယ်။အချိန်တိုင်းကလူတိုင်းအတွက်ခမဲ့ပါ။ထိုင်းမဲ့အလွန်တန်မိုးရှိပါတယ်။ဝယ်လို့မရဘူး၊တွန်းလို့တော့ရတယ်။သိမ်းထားလို့မရဘူး၊တွန်းချလို့တော့ရတယ်။တခါဆုံးရှုံးသွားရင်ဘယ်တော့မှပြန်မရနိုင်တော့ဘူး